ဒီခွေးကတချိန်ကနေတိုင်းဗန္ဒပြတိုက်ခဲ့ပေမဲ့ဘယ်တော့မှအဖမ်းမခံခဲ့ရဘူးပြသူကဘန်ကောင်နာဘော်ကိုခုန်တက်ပြီးမန်နေဂျာကိုစာတစောင်ပြလိုက်ရုံပါပဲအဲ့ဒီစာထဲမှာဒီအိတ်ထဲကိုတမိနစ်အတွင်းပိုက်ဆံတွေပြည့်ထည့်ပေးမဟုတ်ရင်ဘုံပေါက်လိုက်မယ်လို့ရေးထားတာပေါ့မန်နေဂျာလည်းထိတ်လန့်တကြားနဲ့ပိုက်ဆံတွေအိတ်ထဲအတင်းထည့်ပေးတော့တာပဲခွေးကတော့အေးအေးဆေးဆေးပဲပိုက်ဆံအိတ်ကိုကိုက်ပြီးထွက်ပြေးသွားတာလုံခြုံရေးတွေဘယ်လို့မှလိုက်မမီခဲ့ဘူးကားပေါ်ရောက်တော့ခွေးကသူ့ရဲ့လူနှစ်ယောက်ကိုဟောင်းပြီးအချက်ပေးလိုက်တယ်သူတို့ကပိုက်ဆံအိတ်ကိုစစ်ဆေးပြီးအထဲမှာပါလာတဲ့ဒီနေရာချီယာခန့်ဆက်ကိုလွင့်ပစ်ကပုံအောင်နေတဲ့နေရာစီကိုပြန်လာခဲ့ကြတယ်ဒါပေမဲ့ခွေးကများဓာတ်ပြတိုက်ပေးရတာကိုပြီးစက္ကန့်မုန်းတစ်ချက်ပဲရတာကြောင့်ဒေါသထွက်ပြီးမုံကိုပြန်ပေါက်ထည့်လိုက်တယ်လူကလည်းအော်ခွေးကလည်းဟောင်းနဲ့ဆူညံသွားတာကြောင့်ရဲတွေရောက်လာပါတော့တယ်အဲ့ဒီမှာဓာတ်ပြနှစ်ယောက်ကလက်နက်ချဟန်ဆောင်ပြီးစားပွဲကိုမှောက်ကထွက်ပြေးသွားကြတာခွေးလေးကိုတော့ပစ်ထားခဲ့ကြတယ်ရဲတွေကခွေးကိုတန်လောင်အိမ်ထဲထည့်ပြီးတိရစ္ဆာန်ကေဟာကိုပို့လိုက်တယ်မကြခင်မှာပဲဆံပင်ကောက်ကောက်နဲ့ကောင်လေးတယောက်ကခွေးလေးကိုသဘောကျလို့အိမ်ခေါ်သွားခဲ့တယ်ဒါပေမဲ့ခွေးကကစားစရာတွေအစားအသောက်တွေကိုစိတ်ဝင်စားဘူးကောင်လေးကအယိုးနဲ့မြူပြီးလေ့ကျင့်ပေးပေမဲ့ခွေးကလက်တောင်မကြည့်ဘူးအဲ့ဒီမှာကောင်လေးကပိုက်ဆံတရက်ထုတ်ပြလိုက်တော့မှခွေးကအတင်းကပ်ယူတော့တာပဲကောင်လေးလည်းအန်တသွားပြီးခွေးကိုအိမ်ထဲခေါ်သွားခဲ့တယ်အဲ့ဒီညမှာသူ့မေအလုပ်ပြုတ်သွားတာကိုကောင်လေးကြားလိုက်ရတော့စိတ်မကောင်းဖြစ်နေတာပေါ့ခွေးလေးကအခြေအနေကိုရိပ်မိသွားပြီးပိုက်ဆံခိုးဖို့အပြင်ကိုတိတ်တဆိတ်ထွက်သွားပါတော့တယ်ပထမဆုံးစားတောက်ဆိုင်မှာထိုင်နေတဲ့အမျိုးသမီးတယောက်ရဲ့အိတ်ထဲကနေပိုက်ဆံတွေကိုနှိုက်ပြီးတောင်းရန်စားတောက်သူတယောက်ရဲ့ရှေ့မှာသွားချပေးလိုက်တယ်တောင်းရန်စားတောက်သူကဝမ်းသာအားရနဲ့ပိုက်ဆံတွေကိုခွက်ထဲထည့်လိုက်တဲ့အချိန်မှာခွေးကအဲ့ဒီခွက်ကိုပါကိုက်ပြီးထွက်ပြေးသွားတော့တာပဲနောက်တစ်နေ့မှာကောင်လေးကခွေးကိုဆရာဝန်စီခေါ်သွားပေမဲ့ခွေးကဆရာဝန်ရဲ့ပိုက်ဆံအိတ်ကိုထပ်ခိုးပြန်တယ်ဒါတင်လဲအားမရသေးဘူးပိုက်ဆံတဲ့ကားကိုပါပြစ်မှတ်ထားလိုက်ပြန်ရောသူကကားအောင်မှာပုံနေပြီးပိုက်ဆံအိတ်ကိုဆွဲယူကထွက်ပြေးသွားခဲ့တယ်ခွေးကအဲ့ဒီပိုက်ဆံတွေကိုတစ်ပင်အောင်မှာဝတ်ထားပြီးကောင်လေးကိုခေါ်ပြလိုက်တယ်ကောင်လေးလည်းမင်းတက်သွားပြီးခွေးရဲ့ခြေထောက်ကိုလှုပ်ရမ်းကကျေးဇူးတင်လိုက်တာကြောင့်သူတို့မိသားစုရဲ့ငွေကြေးရဲ့အကျက်တဲလည်းပြေလည်သွားပါတော့တယ်ဒါပေမဲ့အခုတော့ခွေးလေးဟာဝရမ်းပြေးဖြစ်နေပါပြီလမ်းလျှောက်ထွက်ရင်းနဲ့လူတယောက်ကသူ့ကိုရာဇဝတ်ကောင်ခွေးမှန်းမိသွားတာကြောင့်ရဲစခန်းကိုအပို့ခံလိုက်ရတဲ့ရဲတွေကဒီခွေးဟာဗန်တွေပိုက်ဆံတဲတဲ့ကားတွေကိုဓာတ်ပြတိုက်ခဲ့တာကြောင့်အပြစ်ပေးရမယ်လို့ရှင်းပြတယ်ကောင်လေးကခွေးလေးကိုလွတ်ပေးဖို့မျှော်လင့်ချက်နဲ့ပိုက်ဆံတွေကိုပြန်ပေးခဲ့ပေမဲ့ရဲတွေကတော့လက်မခံခဲ့ဘူးအဲ့ဒီနောက်မှာကောင်လေးကခွေးကိုကယ်ဖို့စခန်းထဲခိုးဝင်ခဲ့ပေမဲ့အရင်ကဓာတ်ပြဟောင်းနှစ်ယောက်ကအရင်ရောက်နေပြီးဗန်ထက်တိုက်ဖို့ခွေးကိုခေါ်သွားကြပြန်တယ်ဒီတစ်ခါမှာတော့ခွေးလေးကတင်ကန်းစာရသွားပါပြီသူကအိတ်ထဲကိုပိုက်ဆံတွေစားစတကာထုတ်တွေကိုပဲထည့်ပေးလိုက်တယ်ဓာတ်ပြတွေကဝမ်းသာအားရထွက်ပြေးသွားကြပေမဲ့ကားပေါ်ရောက်လို့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါစတကာတွေနဲ့ခြေရာခံဆက်ကိုပဲတွေ့လိုက်ရပါတော့တယ်ရဲတွေကလည်းချက်ချင်းပဲဝိုင်းထားပြီးသူတို့နှစ်ယောက်ကိုဖမ်းလိုက်တယ်နောက်ဆုံးမှာတော့ခွေးလေးဟာသူကောင်းပြူကပွဲစိတ်ကိုချိမြင့်ချင်းခံလိုက်ရပါတော့တယ်